အချက်နေမှာပေါ့နော်ဒါကျမနေတဲ့တောင်တက်စနေမျိုးမှာဒါဆွန်တရားနာဖို့အတွက်စောင့်ကြတာပါစတရားကိုစောင့်ကြတာပေါ့နော်ကောက်တူလေးစင်ပြပေါ့နော်ဆွန်တော့ပေါင်းမှာဖြစ်ပါတယ်ဒီမှာဆွန်လေးတွေပြအောင်ဒီမှာဆွန်တောင်းနေရတော့အဲ့တော်မရတာပဲအဲ့လိုလေးပါဒီမှာဒီနေ့ဘယ်နှကြောင်းတော့3ကြောင်းအပန်မြင်ပေါ့3ပါ3ကြောင်း3ချက်ဒီက9မို့ကျော်တော့မရဘူးလားဒါတော့နှစ်စင်တိုင်းလုပ်နေကြဒီဆလင်းမျိုးတောင်တီတိုင်းရဲ့ဌာနပုဂ္ဂိုလ်ပွဲလေးဖြစ်ပါတယ်ရှင်ပွဲနဲ့လည်းရောက်လာကြတယ်ပေါ့နော်ဒီနေရတဲ့ဒီကောင်ဖတ်ပြရကြပါစေစကိုင်းမန္တလေးနေပြီးတော့အင်းလေးဒီမှာလည်းအများဆုံးเนาะအဆင်ပြေကြပါစေဒီကျမလည်းဒီစီနေပေါက်တော့ပြပါလေရှင်အာယူပဲဒီမှာရောက်လာကြတယ်ဒါကတော့အလူရှင်တွေကအများကြီးပဲပေါ့နော်အော်ဒီမှာကျမကိုလည်းဒီမှာတစ်ထောင်ကြီးပါရှင်ကလေးလည်းပေးလိုက်တယ်သမီးပြောလားဘယ်လောက်တော့တစ်ထောင်ဟုတ်တယ်ကွာအော်ဟိုမှာပတ်စံတွေထက်လိုက်ကြည့်တယ်ဟိုမှာဝင်းနေပါပြီတဲ့ဒီလိုမျိုးတွေလည်းကန်ကြတာပေါ့နော်ဟုတ်တယ်ဆက်ကြမုံလည်းကန်နေဒီမှာဆိုနော်တယောက်တစ်မျိုးကန်ကြတော့ပေါ့နော်တယောက်တစ်မျိုးကန်တော့နမတပီလုံးပေါ့နော်ညသူပေါင်းမှုခက်တွေရပြီးတော့ကြတော့အစသာရရနော်အဆင်ပြေကြပါစေအရာအားလုံးကိုလည်းကြောက်ခက်နိုင်တဲ့ပုံဖြစ်ကြပါစေဒီမှာပတ်စံတစ်ထောင်ပတ်စံတစ်ထောင်ကန်တဲ့သူလေးလည်းနေတိုင်းငွေတွေအများယူပါစေအဲ့ဒါမှတို့စရက်ကိုလာတဲ့ကာဟိုတို့ကြည့်ပါလာမှာဟုတ်ကမားလာအော်သူမှာရှင်တရားနာဖို့အုံမောင်းခောက်ပါတယ်အုံမောင်းခောက်ပါစစ်ကြောင်းနဲ့မုတ်တာကိုပါလာပါပြီဟိုစားမုတ်တာကိုလက်တော့ခုံမဖျားကြွလာပါဖုတ်ဖို့လေးတာမိုက်တယ်ကြည့်ရမှာထီးလေးရတယ်လေမသောကံတပ္ပဒေါသခတ်သိမ်းသောအတိဒီဉာဏ်တို့လက်ဆုံးမှုတွေဒီဖို့ဘူးသောဘုညောမလျောဘောချာသောယရဏတိယသတ္တသကရဝကောင်းမှုကုသိုလ်ကစေရနာဝါမြပြီးပွားများစေပွားမနာပြည့်တဲ့သမထဝိပဿနာဘဝနာသာလုံးကြောင်းမှုမြအမြ